ဒီနေ့မှာတော့တရသီးတုပ်ဆောင်မှာဖြစ်ပါတယ်တရသီးကိုအစီးရည်နဲ့မလို့ရေးစေးမှာဖြစ်ပါတယ်ရေးစေးပေါ်ပါပြီဖင်ဖြတ်ပါမယ်ဒီဓာတ်ပေါ့နော်ကျက်သွန်ဖြူကျက်သွန်ကြီးတို့ချင်းတို့ခေါ်ရတဲ့ဓာတ်တွားနှိုက်လာရေးစေးပါမယ်ကျက်သွန်ဖြူတို့ကျက်သွန်ကြီးတို့ပြီးရဓာတ်ဆိုတော့လေအနက်အဆင်ပြေโอเคအကုန်နည်းနည်းတန့်ရှင်းတော့ပါဖင်ဖြတ်ပါမယ်ဟုတ်ကဲ့ပါစီပါစကွာလာချွတ်ပါအဲ့ဒီရေးစိတ်ပါလိလေးကျင်တော့မေးမြို့တရသီးလေးပြီးပြီပါလားအမလေးအနောက်ခွေးပါအမလားအစိမ်းလားအစိမ်းညလည်းငေါ့ခိုင်းနေခဏလောက်ပါဘာလဲအမိုးမြတ်တော့မပြီးတော့မေးပါလို့ပြောပါလို့ခဲပါအဲ့ဒီမိုးစားလေးလေမိုးစားပရိုမိုးစားတာနောက်ပါလုတ်ပေးဘူးတဲ့ကျမပဲလုတ်ကတော့မှာနောက်တော့ဒီကနေ့လိုလီးတာဒီလိုအောက်ကိုတွင်လို့ဖိဆိုရောက်ပြီးအဲ့လိုကြီးဖြစ်သွားတာတညိုးကလိုက်တာတီးလာအောင်မယ်တော့ပါပြီရေဆေးပါမယ်ရေလဲဆေးပြီးတော့ပါပြီမပြောင်းထည့်ပါမယ်ရထည့်လိုက်ပြီရောမတူရဲ့ဒီအော်မယူဘူးတကယ်ကဲတရားပြီးတော့ရပြီဆိုတော့စပြီးဆဲတာပြီးစားကြပါအောင်ပြင်ချင်ပါရင်အိမ်မော်တက်ပေါ့နော်နောက်ကတော့အောက်တက်